လူတယောက်နဲ့စကား10မိနစ်လောက်ပြောလိုက်ရုံနဲ့ကိုကလုံးဝပင်ပန်းသွားပြီးတော့နှုံးခွေသွားသလိုမျိုးတွေဖြစ်ဘူးလားပင်ပန်းတဲ့အလုပ်တွေလုပ်ခဲ့ရလို့လည်းမဟုတ်ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေလုပ်ခဲ့ရလို့လည်းမဟုတ်ပါဘူးအတ္တိစကားဝိုင်းလေးတစ်ခုကပဲကိုယ့်ရဲ့ energy စွမ်းအင်တွေကိုယူဆောင်သွားတာပါတချို့လူတွေကမိတ်ဆွေစီကပတ်စံတွေခိုးယူသွားတာမဟုတ်ဘဲနဲ့အတ္တထက်ပိုတန်ဖို့ရှိတဲ့ကိုယ့်ရဲ့ energy တွေကိုခိုးယူဆောင်သွားတယ်ဆိုရင်မိတ်ဆွေယုံမလားအတ္တိလိုလူတွေကို energy ပတ်ပိုင်းရစွမ်းအင်သွေးစုပ်ကောင်တွေလို့ခေါ်ပါတယ်သူတို့ကိုကစောစောစီးစီးရိပ်မိမထားဘူးဆိုရင်ကိုယ့်ရဲ့ပျော်ရွှင်မှုယုံကြည်မှုအောင်မြင်မှုတွေကိုတိတ်တိတ်ဆိတ်ဝါမျိုးသွားပါလိမ့်မယ်ကိုယ့်ရဲ့စွမ်းအင်ကိုဖုန်းဘက်ထရီတစ်ခုလိုပဲမြင်အောင်ကြည့်ပါမနက်ခင်းပိုင်းမှာအားတရာပြည့်ရှိနေတတ်တယ်နေ့ခင်းပိုင်းရောက်လာတာနဲ့အများသဘာဝတိုင်းအားတွေကလျော့သွားမှာပဲဒါပေမဲ့တချို့လူတွေကဖုန်းရဲ့ background မှာပွင့်နေတဲ့ app တွေလိုပဲကိုယ်တတိမထားမိလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဘက်ထရီကပို့ပြီးတော့မြင်မြန်ဆန်ဆန်ကုန်ခန်းစေပါတယ်ကဲကျွန်တော်ပတ်ဝန်းကျင်မှာအတွေ့အများဆုံး energy ပပိုင်းက9မျိုးနဲ့သူတို့ရန်ကနေဘယ်လိုကာကွယ်သွားမလဲဆိုတာကိုဆရာဒုက္ခကျော်ဘာသာပြန်ရေးဆိုထားတဲ့ energy ပပိုင်းရဆိုတဲ့စာအုပ်လေးကိုကျွန်တော်က sharing ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်အမြဲတမ်းညီးတွားနေတဲ့သူ the consistent complainer သူတို့အတွက်ဆိုဘာတစ်ခုမှအဆင်မပြေပါဘူးရာသီဥတုကလည်းဆိုးတယ်အလုပ်ကလည်းမကောင်းစီးပွားရေးကလည်းညံ့တယ်ဘဝကြီးကမတရားဘူးဆိုတာကြီးပဲပြဿနာကိုဖြေရှင်းဖို့နီးလန်းရှာမယ့်အစားအဒီပြဿနာကိုပဲထပ်တလဲလဲညီးတွားနေပြတ်ကြပါတယ်မိတ်ဆွေကသူတို့စကားကိုနားထောင်ပေးလေမိတ်ဆွေကပါအစိုးမြင်စိတ်တွေဝင်လာလေဖြစ်ပါလိမ့်မယ်တတိထားပါအစိုးမြင်စိတ်ဆိုတာကူးစက်တက်တဲ့ယောဂတစ်ခုပါနံပါတ်2ချက် drama အမြဲလုပ်တတ်သူ the drama creator အပတ်တိုင်းမှာသူတို့ကပြဿနာအသစ်တွေအမြဲရှိနေတတ်ပါတယ်ဘသူကတော့ငါ့ကိုစော်ကားသွားတယ်ဘသူကတော့ငါ့ကိုတစ္ဆာဖောက်သွားတယ်ဘသူကတော့ငါ့ရဲ့နောက်ွယ်မှာတင်းပြင်းနေပြောနေပါတယ်ဆိုပြီးတော့သူတို့ရဲ့ဘဝမှာပြဿနာတွေကမပြီးဆုံးနိုင်တဲ့ဇလန်တွေတစ်ခုလိုပါပဲနောက်ဆုံးမှာတော့ကိုယ့်ဘဝကိုဖျက်ဆီးဖို့အတွက်သူတို့ရဲ့စိတ်ခံစားချက်တွေကိုဖြည့်ရှင်းပေးနေရတဲ့တင်မဲ့အချိန်ကုန်သွားပါလိမ့်မယ်နံပါတ်3အပြစ်ပဲရှာနေတဲ့သူ the creator ဒီလိုလူမျိုးတွေကကိုယ်စိတ်ကုန်အားဖြစ်ဖို့ခရင်ပါတယ်ကိုယ့်ရဲ့အိမ်မက်တွေကိုဝေဖန်မယ်စိတ်ကူးတွေကိုလှောင်ပြောင်းမယ်ဒီအလုပ်ကဘာလို့အဆင်မပြေနိုင်တဲ့အကြောင်းတွေကိုပဲထောက်ပြမယ်ကောင်းမွန်တဲ့ဝေဖန်အကြံပြုချက်ဆိုတာကိုယ်တိုးတက်စေပါတယ်ဒါပေမဲ့အမြဲတမ်းအပြစ်ရှာဝေဖန်နေရင်တော့ကိုယ့်ရဲ့ယုံကြည်မှုတွေကိုပါဖျက်ဆီးပစ်ပါတယ်ဒီနှစ်ခုရဲ့ခြားနားချက်ကိုတေးသေးချာချာခွဲခြားသိဖို့လိုပါတယ်နံပါတ်4အသုံးချတတ်သူ the user သူတို့တခုခုလိုအပ်တဲ့အချိန်မှာကိုယ်ဖုံးဆက်တတ်ကြတယ်အကူအညီလိုချင်လို့ပတ်စံလိုချင်လို့အကြံဉာဏ်လိုချင်လို့နောက်ဆုံးကိုယ့်ရဲ့အချိန်တွေကိုလိုချင်လို့ပေါ့ဒါပေမဲ့ကိုကအကူအညီပြန်တောင်းလိုက်တဲ့အချိန်မှာချက်ချင်းကြီးအလုံးမားတော့အလုပ်တွေရှုပ်သွားတတ်ကြတယ်ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာနှစ်ဦးနှစ်ဖက်အပြန်အလှန်ဖေးမကူညီမှုပေါ်မှာတိဆောက်ပါတယ်တစ်ဖက်တည်းကပဲအမြဲတမ်းကူညီနေရတာမျိုးလုံးဝမဟုတ်ပါဘူးနံပါတ်5မနာလိုစိတ်နဲ့ပြန်ဆန်တတ်သူကိုအောင်မြင်သွားတဲ့အခါအတူတူဝမ်းသာပေးမဲ့အစားသူတို့ကလိုက်ပြီးတော့နှိုင်းယှဉ်နေတတ်ကြတယ်ကိုစိတ်ခွန်အားပေးမဲ့အစားကိုကြာရှုံးသွားမှာကိုပဲကြွယ်ရမှာဆူတောင်းနေတတ်ကြတယ်ဒီလိုလူကကိုနိုင်ပွဲရတဲ့ကလက်ခုပ်တီးပေးမဲ့အစားကိုရဲ့အမှားတွေကိုပဲထိုင်ပြီးတော့ရည်တွက်နေတတ်ကြပါတယ်ကဲဒါဆိုရင်ကိုယ့်ရဲ့ energy စွမ်းအင်တွေကိုဘယ်လိုကောက်ွယ်မလဲပထမဆုံးအနေနဲ့ကိုယ့်ရဲ့စီးပေါင်တွေကိုရှင်းလင်းသတ်မှတ်ပါလူတိုင်းကကိုယ့်ရဲ့အချိန်တွေကိုအကန့်အသတ်မရှိရယူပိုင်ခွင့်မရှိပါဘူးဒုတိယချက်ကတော့ကိုယ်စိတ်ပင်ပန်းစေတဲ့လူတွေထက်ကိုယ်စိတ်ခွန်အားပေးတဲ့လူတွေနဲ့ပဲအချိန်ပိုပေးပါကိုယ့်ကိုမေးခွန်းမေးကြည့်ပါဒီလူနဲ့ငါအချိန်ဖြုံးပြီးသွားရင်ကိုယ့်ကိုစိတ်ခွန်အားတွေပိုတိုးလာသလိုခံစားရလားဒါမှမဟုတ်ပို့ပြီးတော့အားအင်တွေကုန်ခန်းသွားသလိုခံစားရလားဆိုတာကိုပြန်မေးကြည့်ပါနောက်ဆုံးအနေနဲ့ဒါအောင်မှတ်ထားပါကိုကအတ္တိ energy ပပိုင်းရတွေကိုမုံတီးနေစရာမလိုပါဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုတော့ကိုယ်တိုင်ကာကွယ်ရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ energy စွမ်းအင်ကကိုယ့်ရဲ့အာယုံဆိုင်မှု focus ဖြစ်စေလိုပါပဲကိုယ့်ရဲ့အာယုံဆိုင်မှုကကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုဖြစ်ပေါ်စေပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကကိုယ့်ရဲ့အနာဂတ်ကိုဖန်တီးပေးမှာဖြစ်လို့ပါဆရာကြီးကျင်တော်တစ်ခါကပြောခဲ့မှုပါတယ်ကိုဟာကိုယ့်ရဲ့အချိန်များဆုံးဖြတ်တန်းလေးရှိတဲ့လူ9ယောက်ရဲ့ပုံရိပ်ပါပဲအဲ့တော့ကိုကအမျှော်မြင်ရှိရှိပေါင်းတဲ့ဆက်ဆံတတ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကအများကြီးကိုယ့်ဘဝအတွက်သက်ဆိုင်နေလို့ပါပဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်အခုလိုအကျိုးရှိတဲ့ content တွေကိုဆက်ကြည့်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Goodbye